အာဆနယ်ရဲ့နော်လန်နန်တူကဲသားတန်စင်တော့မရှောင်နိုင်ပြန်တဲ့စပါမြောက်လန်နန်မှာတော့ဂန်နာရီရဲ့နော်လန်နန် forever ကြွေးကြော်တန်တွေဟိမ့်လျက်ပါပဲပြီးခဲ့တဲ့ပွဲစဉ်မှာဒေးဗစ်ရိုင်ယယ်ဆွဲထည့်မှုတွေနဲ့အနိုင်၃မှတ်ကိုလူခဲ့ရတဲ့အာဆနယ်အတွက်ချန်ပီယံဖြစ်ဖို့နှစ်ပွဲလိုကိုရောက်လာခဲ့တယ်လို့ချန်ပီယံလိဖိုင်နယ်ကိုလည်းအနိုင်ရွယ်လျက်ပေါ့ဝက်ဆန်နဲ့အာဆနယ်တို့ရဲ့လန်ဒန်ဒါဘီကအာဆနယ်ချန်ပီယံဆုအတွက်တာမကတန်းစစ်ဆုံးအန်ဒီရရှိနေတဲ့စပါအတွက်လည်းထပ်တူအချိုးကျခဲ့တာပါဒါကြောင့်အာဆနယ်ကနော်လန်နန် forever ဆိုနေချိန်စပါကတော့ဒီတစ်ခါမှာနော်လန်နန်တူကဲသားစူပြရစီပေါ့ဒါပေမဲ့တန်စင်မကိုက်တဲ့စပါကအင်ကွေးမှာလည်းတင်ပြင်းလျက်ပြိုင်ဘက်တွေကိုမနှိမ်နှင်းနိုင်ပဲကိုယ်တိုင်တိုင်ပတ်တဲ့လမ်းကိုထပ်လန်းလိုက်ရတယ်လို့ပါပဲမာတီတဲရဲ့လာပါရဲကူနဲ့ဥဆောင်ချိန်အထိကောင်းခဲ့တဲ့စပါကဒီတစ်ခါတော့လွတ်မြောက်တော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ပြန်ရှင်ခဲ့တယ်လို့ပါပဲအကြီးကျယ်အောင်ပွဲခံကြတယ်ပျော်ကြတယ်ဒါပေမဲ့ဘောလုံးမှာမျှော်လင့်တိုင်းဖြစ်မလာတတ်တာလေတဘာဝပါပဲတင်ကိုသွင်းတဲ့မာတီဇက်စကိုရိုင်ပဲပယ်နယ်တီဖြစ်စေတဲ့အမှားကြီးတစ်ခုကိုပြန်လည်ပြီးတော့ကျူးလွန်ပြီးခဲ့ကအဲ့ဒီအချိန်ကစလို့ပွဲဖလိုးတစ်ခုလုံးလည်းပြောင်းသွားခဲ့ရတာဖြစ်ပါတယ်ဒိုမီနစ်ကယ်ဗယ်လီဝင်ရဲ့ပယ်နယ်တီကစပါဖန်တွေကိုပြန်လည်တိတ်ဆိတ်သွားစေခဲ့တယ်အစောပိုင်းကထိန်းချုပ်ထားနိုင်တဲ့ပွဲကတစ်ချက်တည်းနဲ့ပဲဖိအားများကပြန်လည်ရုန်းကန်မှုဖြစ်လာခဲ့ရတာပါပဲစပါနီနဲ့နောက်ဆုံးမိနစ်ထိညှားသုံးကအခွင့်အရေးတွေရခဲ့သလိုနောက်ဆုံးမိနစ်မှာတမတ်တောင်ပျောက်သွားနိုင်တဲ့ပြိုင်ပွဲရဲ့အပိုင်ကန်ချက်ကိုလည်းပြန်လည်ခွင့်ပြုခဲ့ရသေးတာဖြစ်ပါတယ်ကိုသမားကင်စကီကမကောက်ွယ်နိုင်ခဲ့ရင်စပါဖြစ်ကနိုထဲမှာတအားနှစ်သွားအောင်ပါပါနီပြဒီဇာဘီကတော့နိုင်ပွဲမရသွားတဲ့အတွက်သူ့ရဲ့ကစားသမားတွေပေါ်ဖိအားပိုများလာမှာစိုးရိမ်နေပုံပါပဲပွဲပြီးမှဒီဇာဘီကကျွန်တော်တို့အကောင်းဆုံးမဟုတ်ပေမဲ့အကောင်းဆုံးကစားခဲ့ကြတာပါဘာဖြစ်ဖြစ်ကျွန်တော်တို့အနိုင်ရတဲ့နယ်လို့ထင်ပါတယ်ဒါပေမဲ့ PR အောက်မှာအရေးကြီးတဲ့ပွဲတစ်ပွဲဒီယာဒီရဲ့အရေးကြီးတဲ့အပိုင်းမှာကျွန်တော်တို့မနိုင်လို့ခံစားရပါတယ်ကျွန်တော်ကစားသမားတွေရဲ့စိတ်ဓာတ်နဲ့ကြိုးစားအားထုတ်မှုကိုမြင်ရလို့တော့ဝမ်းသာပါတယ်ကျွန်တော်တို့အမားတွေအများကြီးလုပ်ခဲ့ပါတယ်အနိုင်ရခြင်းအမားတွေကိုရှော့ချပါမယ်ဒါပေမဲ့ဒီပွဲမတိုင်ခင်ယာဒီကုံထိနောက်ဆုံးပွဲအထိခက်ခဲမယ်ဆိုတာကျွန်တော်တို့အစောကြီးကသိထားပါတယ်ကျွန်တော်တို့အတွက်ခက်ခဲသလိုအခြားပြိုင်ပွဲတွေအတွက်လည်းခက်ခဲနေတာပါလို့ပွဲပြီးမှပြောခဲ့တာဖြစ်ပါတယ်မာတီတန်နဲ့ပတ်သက်လို့တော့နီးပြဒီဇာဘီကအပြစ်မမြင်ပဲသူ့ကိုဖက်လက်တကင်ကျိုးစုံမှာဖြစ်ကြောင်းနဲ့လူငယ်ကစားသမားတယောက်ဖြစ်တဲ့အတွက်အမှားပိုင်နိုင်ကြောင်းဆိုကစားသမားဘက်ကကာကွယ်ပြောဆိုပေးခဲ့တာပါလက်ရှိမှာဝက်ဆန်နဲ့နံပါတ်ကွာနေတဲ့စပါကလာမယ့်ပွဲစဉ်39မှာချက်စီနဲ့အဝေးကွင်းပွဲစဉ်38မှာအေဗာတန်နဲ့အင်ကွင်းမှာကစားမှာဖြစ်ပါတယ်ဝက်ဆန်ကတော့ပွဲစဉ်39မှာနယူကာဆယ်ကိုအဝေးကွင်းပွဲစဉ်38မှာလီယူနိုက်တက်ကိုအင်ကွင်းပွဲစဉ်ဖြစ်ဖြတ်တန်းသွားကြရမှာပါကဲယာဒီကုံထုံးချိန်မှာအာဆင်နယ်ကဖလားရပြီးစပါကအသားကျနေတဲ့ပရီးမီးယားလိမှာတင်ချန်ကနော်လန်နန်တူကဲသားတစ်ချင်းကိုတန်ပြိုင်ပြင်းနိုင်မလားရင်ခုန်စရာအကောင်းဆုံးအချိန်ကိုရောက်နေရပါပဲM9 Sport မှာတင်ဆက်ပါတယ်ဘုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားကြကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ